สวัสดีครับทุกคน วันนี้เราจะมาเรียนภาษาไทยกันนะครับคำที่มีเรื่องเกี่ยวกับสีต่างๆครับအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အယောင်လေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်คำแรกนะครับสีขาวสีขาวဆိုတာကအဖြူရောင်ဖြစ်ပါတယ်สีดำสีดำสีดำအမဲရောင်สีแดงสีแดงสีแดงอันนี้ยาวสีฟ้าสีฟ้าสีฟ้าหมูป่ายาวสีน้ำเงินสีน้ำเงินสีน้ำเงินอป่ายาวสีน้ำตาลสีน้ำตาลสีน้ำตาลอันโยยาวสีเทาสีเทาสีเทามีโกยาวปีดอสีทองสีทองสีทอง水摇สีส้มสีส้มสีส้มเลยหมอยาวสีม่วงสีม่วงสีม่วงขยายยาวสีเขียวสีเขียวสีเขียวอาศัยยาวสีเหลืองสีเหลืองสีเหลืองอวายาวสีสายสีสายสีสายအကြည့်အောင်ဖြစ်ပါတယ်။မှန်လို့မျိုးကြည်နေတဲ့အရာကိုခေါ်တာဖြစ်ပါတယ်။สีอ่อนสีอ่อนสีอ่อนအယောင်ဖြော့ဖြော့လေးတွေကိုခေါ်တာဖြစ်ပါတယ်။สีแก่สีแก่สีแก่အယောင်ကြီးရဲ့တွေကိုခေါ်တာဖြစ်ပါတယ်။สีชมพูสีชมพูสีชมพูปลายยาวสีครีมสีครีมสีครีมไม่แก่ยาวဆိုလိုချင်တာครีมအယောင်ကိုပြောတာဖြစ်ပါတယ်နော်สีเบจสีเบจสีเบจတကယ်တော့ခုနအယောင်နှစ်မျိုးကကျွန်တော်မြန်မာလိုတောင်ဘယ်လိုခေါ်မှန်းမသိဘူးဗျာနော်ကဲနောက်တစ်ခုสีเงินสีเงินสีเงินငွေရောင်ဖြစ်ပါတယ်สีกรงท่าสีกรงท่าကျွန်တော်မြန်မာမှာလည်းနေတီပြာလို့ခေါ်ရမှာလားအဲ့ဒီအယောင်ပဲနော်สีมะนาวสีมะนาวสีมะนาวတမယာအစိမ်းရောင်နော်အစိမ်းရောင်တတ်နော်ဟုတ်ပါပြီဗျာနော်အယောင်နဲ့ပတ်သက်ပြီးတော့တော်တော်လေးပြည့်စုံမယ်လို့မျှော်လင့်မိပါတယ်ဒီဗီဒီယိုလေးကတင်အတွက်အဆင်ပြေမယ်ဆိုရင် channel တင်လေးဖြစ်လို့ like နဲ့ follow လေးလုပ်ပေးသွားကြပါဦးနော် YouTube ကကြည့်နေရဆိုလို့ရှိရင်လည်း subscribe လေးနှိပ်ပေးသွားကြပါဦး share လေးလုပ်ပေးသွားကြပါဦးလို့တောင်းဆိုပါတယ်နောက်ထပ်သင်ခန်းစာတွေမှာပြန်တွေ့ကြပါသေးတယ်สวัสดีครับအားလုံးပဲမင်္ဂလာပါ